နေတဲ့နေရာကိုအလဲလာခြင်းနဲ့ဆိုတဲ့အမှားကြီးမလာခင်တာဇန်စကားကိုအစားအဆုံး3ခါကြည့်ခဲ့ဖို့မှားလိုက်ပါရစေမဗရာညီမာလူယူတောင်တော့အောင်မယ်ဗျာကျွန်တော်တို့တောင်အလုတ်ကိစ္စကြောင့်နေနေရတာမဟုတ်ရင်ပူစီပေါင်းမှာကျိုးနဲ့ချီလွင့်ကြီးရလွင့်ဆိုပြီးလိုက်သွားတယ်ပတ်ဝန်းကျင်အကြောင်းတစ်စိတစ်စောင်းကိုအပြန်မငင်းခြင်းပဲလက်ကမြင်းခြင်းတည်းရင်နော်အကြောင်းစုံကိုပေါင်းစုံပြီးပုံမြင်ပမာစုံလင်းစွာတင်ဆက်ပေးလိုက်မယ်အကြအမြင်နဲ့နားဆင်ပြီးရင်တော့လာတင်မလာတင်ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါတော့နေတဲ့နေရာပြင်းစရာကောင်းလိုက်ပုံများကန္နာရလည်းမှာတဲထိုးပြီးပလွေမှုန့်နေရတယ်လို့ပဲချင်းကိုက်ချက်ကတော့ခွေးတွေကောင်ကိုလင်းတာတွေဝိုင်းဆွဲနေတယ်လားပဲချင်းကြလို့ခေါ်မယ်ဆိုလဲခေါ်လိုက်ပါတယ်တကယ်ကိုချင်းကကြားလောက်တောင်ရှိတယ်ညာဆိုခြေတွေလက်တွေရမ်းပြီးချင်းချောက်နေရတာမတည်ရင်ကရင်တုံးရင်ကနေတဲ့အတိုင်းပဲဖုံးတိုင်လေးများအပြည့်တက်ခဲ့ရင်ထီပေါက်တလောက်ကိုဝမ်းတာတယ်တစ်တော်ဖွင့်ပြီးအဝိုင်းလေတာကြည့်ရလွန်းလို့ဝိုင်းကြီးပဒူတွေဝေတောင်ကစားခြင်းစိတ်မရှိတော့ဘူးညာဆိုမှောင်လိုက်မဲလိုက်တာညက်ကမ်းမျက်စိကိုအထက်စင်စားနဲ့စီးထားတယ်လို့ပဲလျှဲစင်မီတွေထိန်ထိန်ကြီးဖို့တော့လုံးဝမစင်စားနဲ့ဘိုးစုံကျူးမြင်ကိုအထူးအဆန်းဖြစ်နေပြီလာပညာတွေဆိုထုံစီထိုးတန်းမှာထွက်ကစားတယ်ပျော်လွန်းလို့ပွဲလန်းတပင်ကြိုက်တဲ့လူတွေဆိုလုံးဝမလာခဲ့နဲ့ဇက်ပွဲတွေအငိမ့်ပွဲတွေရှိဖို့နေတာငါပြောပွဲအောင်ပွဲတောင်တခါတလေမှတွေ့ရတာအလွမ်းတက်ခံရှိတဲ့အရက်ဓမ္မတွေဆိုလုံးဝမခေါ်ဘူးနေညိုကန်းစမာအကြမ်းတစ်ခွက်နဲ့အလွမ်းဖက်ရလွန်းလို့ချောင်းအတဲ့ကိုအကြောင်းမဲ့ခုံးချသွားမှအသေးကြပဲပေးရင်နဲ့မစီရတော့အပျော်မဲ့ရင်လဲလာလို့မရဘူးပြင်းတဲ့ရင်လဲလာလို့မရဘူးလွမ်းတဲ့ရင်လဲလာလို့မရပြန်ဘူးforever လုံးဆိုတဲ့ကောင်တွေလို့အမြဲတမ်းအကြီးတန်းအထီးကျန်နေတဲ့ကောင်တွေနဲ့မှောင်နာကြရတဲ့လူတွေလောက်ပဲလာလို့ရမယ်ဆိုတာပါပဲငိုးမကားစရာတို့ဖွဲမကြေနဲ့ချက်တွေစူးပေါင်းပြီးပုံမလာတဲ့အုံနာကိုအရွယ်မစောပဲတဲပြောပြီးကားတစ်ခေါက်ထွက်ရင်ရတဲ့ခေါက်ကြီးကကြောက်ခဲကိုအရင်ညစ်နေရတယ်လို့ပဲတခါတလေကိုကားမောင်းနေရတာလားစိုက်ကားနင်းနေရတာလားကိုမတဲခွဲတော့ဘူးဒါတောင်သူကဟိုအားပေးကြီးများတယ်ဒီအားပေးကြီးများတယ်နဲ့ဂျပန်ကရုံးလိုမျက်စောင်းကြီးထိုးပြီးခေါက်ကြီးလေးကိုပါထီကဘာကြီးကဘာလာလုံနေတယ်ငိုးမအောင်နာဖြတ်ချင်းတိုင်ရိုးစင်မဲ့ဖြက်ခေါက်ကြီးတော့လာမဖြက်နဲ့ဖုံးလေးများဆက်လိုက်ရင်ကုံချပြီးပြီလားကားကရှင်းပြီးပြီလားနဲ့ဒူပဆန်ကိုဂယူးဆိုင်နေလိုက်တာ60ကျော်အဖိုးကြီး16နှစ်တမီးကိုမယံငယ်ထားတဲ့အတိုင်းပဲတဲကိုလှုပ်လို့ကားဆရာတို့ကြတော့ကြီးထိုးခွေးစားနေကောင်းလာတော့မမေ့ဘူးလမ်းပေါ်ရောက်ပြီဆိုကားဆရာတို့ခမညာတားမွဲအားနေပြီးယောဂါတဲ့လေးတွေလိုနှကန်းတွေချောက်လမ်းတွေပြောင်းနေလိုက်တာတိုက်ကားဆိုတဲ့စမ်းရီတောင်လွမ်းနေရတာကြောက်ပြီမဟုတ်လားအခက်အခဲအကြက်တဲဆိုတစ်ချက်တစ်ပဲနဲ့ပဲအပြစ်မဆိုဖြစ်တယ်လို့ဖြေရှင်းနေရတာမျက်နှာငယ်ရပါများလုံးလို့စင်ရတာခန်းကတရုပ်ဆောင်ရရင်အကယ်ဒမီဝါမှန်းလို့ရနေပြီပေးခြင်းနဲ့မက်ဆီကတော့ပုံမလာတဲ့အကိုအုံနာရေးမဒါနာတဲ့ကာရမလေးတွေကိုတားနာတယ်ဆိုရင်နှက်ချေးတွဲတယ်လို့ကက်စီနေမနေပဲတောင်းတန်အုပ်ကိုခောက်ကြီးအဖြစ်ပေါက်ပေးပြလိုက်ပါဆိုတာပါပဲ